ဝင်လန်းလာသမျှဒီရအားလုံးဟာညှိုးနှံသွားဖို့ကြံပါလာမယ်ဆိုရင်ရှင်ရဲ့အကြောက်ပါဆုံးအခိုက်အတန့်ကိုတွေးအောင်လှမ်းတဲ့အလှတရားအဖြစ်ကျမသိသိထားလိုက်မယ်အရန်ကိုအရိုင်းဆန်တဲ့အရာတစ်ခုမှတော့အလှတရားအဆက်အပြောက်လေးတွေရှိနေနိုင်ပါသေးတယ်ငါနဲ့ကိုကဲထုတ်ပေးမယ်ဟာနာဝီဆာမရှင်ကျမစီနောက်ဆုံးတော့ရောက်လာခဲ့ပြီပဲဒီယူသူမတွေဒီမှာစောင်းတယ်ခေရလားနောက်ဆုံးတော့ကျမစိတ်လှုပ်ရှားလို့တုံနေပြီလိုက်တဲ့တပ်ဖြတ်လို့စိဒါဆိုဟန်နာဘီဆာမဟီရိုနောက်ဆုံးတော့နားလည်သွားပြီလို့ဆိုလိုတာလားချွေးလိုက်တာလာပါလိုက်တာ